အားလုံးလည်းမင်္ဂလာပါဒီနေ့တော့ Movie Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တာမန်အကြောင်းသူလေးတစ်ယောက်ရဲ့နောက်ွယ်မှာဘလို့ကြောက်စရာကောင်းတဲ့စွမ်းအားတွေပုံကွယ်နေမလဲဆိုတာကိုရိုက်ပြထားတဲ့ The Witch ဆိုတဲ့ကိုရီးယား action တဲထိတ်ရင်ပူဇာတ်ကားကြောင်းလေးပဲဖြစ်ပါတယ်ဒီကားလေးကတော့နာမည်ကျော်မင်းသမီးကျော်လေးကျင်နာမီရဲ့ပွဲဥထွက်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်ဒါဆိုရင်ဇလန်းလေးနဲ့အတူစီးမျောလိုက်ကြအောင်ဗျာဇလန်းလေးရဲ့အစမှာလျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုကနေကလေးငယ်တွေအစုလိုက်အပြုံလိုက်အသက်ခံနေရတာကိုတွေ့ရမှာပါထိုကလေးငယ်တွေကကလေးနှစ်ယောက်ကတော့တောထဲသို့ထွက်ပြေးခဲ့ကြပါတယ်ထို့ကြောင့်ဂိုင်းထဲမှာလူတချို့ကထိုကလေးတွေကိုတောထဲသို့လိုက်ရှာနေခဲ့ကြပါတယ်အဲ့ဒီဂျားကနေသွေးလိမ့်လိမ့်နဲ့ထွက်ပြေးလွတ်မြောက်သွားတဲ့၈နှစ်အရွယ်ကလေးငယ်လေးတစ်ယောက်ရှိခဲ့ပါတယ်သူကသတိလစ်သွားပြီးတောရွာကလေးတစ်ခုကနွားမွေးမြူရေးချမ်းမရှင်ဇနီးမောင်နှံစီရောက်သွားခဲ့ပါတယ်သူတို့ကဒီကလေးမလေးကိုဂျောင်းဝန်းလိုအမည်ပေးပြီးကိုသမီးလေးရင်းလေးလိုပြုစုတိုးထောင်ခဲ့ကြပါတယ်ဆယ်နှစ်ကြာပြီးနောက်မှာတော့ဂျောင်းဝန်းကအထက်တန်းကျောင်းသူလေးဖြစ်လာခဲ့ပါပြီသူမဟာစာလဲတော့အိမ်မှုကိစ္စတွေလည်းကူညီပေးတဲ့လိမ်မာတဲ့သမီးလေးတစ်ယောက်ပေါ့ဒါပေမဲ့သူမရဲ့မိသားစုမှာစီးပွားရေးအခက်အခဲတွေရှိနေသလိုနွားမွေးမြူရေးလုပ်ငန်းကလည်းထင်သလောက်မတွင်ကျယ်တော့ပဲစီးပွားရေးကကျဆင်းလာပါတော့တယ်သူမကိုယ်တိုင်ကလည်းခဏခဏခေါင်းကိုက်တဲ့ဝေနာကိုခံစားနေရပါတယ်အဖေဖြစ်သူကနွားတွေကိုပြန်ရောင်းချင်ကြောင်းပြောလာတဲ့အခါမှာတော့သူမကမရောင်းချင်ကြောင်းပြန်လဲပြောပြခဲ့ပါတယ်တရက်မှာတော့သူ့ရဲ့ခေါင်းကိုက်ယောဂအတွက်အင်တာနက်ကနေယောဂရဲ့ဖြစ်စဉ်တွေကိုရှာဖွေနေခဲ့ပါတယ်နောက်နေ့မှာတော့တငယ်ချင်းဖြစ်သူကအစိုးပြိုင်ပွဲတစ်ပွဲအကြောင်းကိုပြောပြလာခဲ့ပါတယ်ဒီပြိုင်ပွဲကိုသာအနိုင်ရခဲ့ရင်အမေဖြစ်သူရဲ့ကျမ်းမာရေးကိုလည်းကုသနိုင်ပြီးနွားတွေကိုလည်းရောင်းစရာမလိုတော့ဘူးလို့တငယ်ချင်းဖြစ်သူကပြောလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဂျာယုံကဒီပြိုင်ပွဲကိုဝင်ပြိုင်ခဲ့ပါတယ်ထိုလူရွေးပွဲမှာဂျာဝန်းကပထမဆုကိုရရှိခဲ့ပါတယ်အဲ့ဒီပွဲမှာသူမဟာတာမန်လူတွေမလုံနိုင်တဲ့မိုက်ခရိုဖုန်းကိုလေထဲကနေမြှောက်ပြတဲ့မျက်လှည့်ပုံစံအစွမ်းတစ်ခုကိုပြသခဲ့ပါတယ်ထိုလူရွေးပွဲကို TV ကမိသားစုတွေနဲ့ပြန်ကြည့်ပြီးပျော်နေတဲ့အချိန်မှာပဲအမည်မသိတဲ့လူတစ်ယောက်ကဖုန်းဆက်လာပါတယ်ဒါဟာသူမအတွက်တော့ငွေရဖို့နီလန်တစ်ခုဖြစ်ခဲ့ပေမဲ့တစ်ဖက်မှာတော့သူမကိုရှာနေတဲ့ရန်သူတွေကိုလမ်းပြပေးလိုက်သလိုဖြစ်သွားခဲ့ပါတော့တယ်ဂျာယုံတယောက်ပြိုင်ပွဲသို့အသွားယထာပေါ်မှာထူးဆန်းတဲ့လူငယ်တယောက်နဲ့တွေ့ခဲ့ပါတယ်သူကဂျာယုံကိုတီးနေတယ်လို့နဲ့ချင်းချောက်တဲ့စကားတွေပြောသွားပါတယ်ဒါရင်မကပဲဒေါက်တာဘန်နဲ့မစ္စတာချွဲတို့ကလည်းဂျာယုံကိုသူတို့ရဲ့ဓာတ်ခွဲကွန်းထက်ကလေးလို့ယူဆပြီးပြန်ဖမ်းဖို့လူမိုက်တွေလွတ်လိုက်ပါတော့တယ်ဂျာယုံကတော့ဘာမှမသိသလိုမှတ်ဉဏ်တွေပျောက်ဆုံးနေသလိုနဲ့ပဲကြောက်လန့်နေခဲ့ပါတယ်ဒီညမှာတော့လူတစ်စုဟာဂျာယုံရဲ့အိမ်ကိုရောက်လာပြီးသူမရဲ့မိဘတွေကိုတစားကန်လောက်ခါချင်းချောက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဇလန်းရဲ့အလှည့်အပြောင်းကဆလာခဲ့ပါတယ်ကျောင်းရဲ့တုံရင်နေတဲ့ဂျာယွန်းဟာရုတ်တရက်ဆိုသလိုလူသက်ဆက်ရုတ်တရုတ်လိုပြောင်းလဲသွားပြီးလူမိုက်တွေကိုစက္ကန့်ပိုင်းအတွင်းတပ်ပစ်လိုက်ပါတယ်သူမကိုယ်တိုင်တော့သူမရဲ့စွမ်းအားတွေကိုအံ့ဩနေတော့မှပဲဒေါက်တာဘဲရဲ့လူတွေကရောက်လာပြီးသူမကိုဓာတ်ခွဲခန်းစီကိုခေါ်သွားခဲ့ပါတယ်ဘက်မှာလည်းမစ္စတာချွဲတို့ကအေဂျင်စီအဖွဲ့တစ်ဖွဲ့ကိုခေါ်ပြီးဒေါက်တာဘတ်တို့ရှိရာဓာတ်ခွဲခန်းကိုသွားနေကြပါတယ်ဓာတ်ခွဲခန်းရောက်သွားတဲ့အခါမှာတော့ဒေါက်တာဘတ်တို့ကဂျာယွန်းကိုဆေးတစ်လုံးထိုးပေးလိုက်ပါတယ်အဲ့ဒီဆေးကဂျာယွန်းရဲ့နာကျင်မှုတွေကိုတက်တာစေတဲ့ဆေးပဲဖြစ်ပါတယ်အဲ့ဒီဆေးနဲ့ဆိုသူ့ရဲ့အစွမ်းတွေကိုစိတ်ကြိုက်သုံးလို့ရပါတယ်ဒါပေမဲ့အဲ့ဒီဆေးကတစ်လပဲခံပါမယ်တော်ပြီးတော့ဆေးထက်မထိုးတော့ဘူးဆိုတာနဲ့အရင်ကခံစားရတဲ့ဝေဒနာတွေထက်နှစ်ဆပိုပြီးခံစားရမယ်လို့ဒေါက်တာချွဲကပြောပါတယ်ဓာတ်ခွဲခန်းရောက်တော့မှအမှန်တရားတစ်ခုပေါ်လာပါတယ်အဲ့ဒါကတော့ဂျာယွန်းကမှတ်ဉဏ်တွေပြောင်းနေတာမဟုတ်ပါဘူးသူမရဲ့အုံနောက်ယောဂကိုကုသဖို့အတွက်လိုအပ်တဲ့ဆေးရည်ကိုရဖို့ဒေါက်တာဘတ်တို့စီကိုကိုယ်တိုင်အဖမ်းခံပြီးလာခဲ့တာပါငါကမင်းတို့ကိုရှာနေတာဆိုတဲ့ဂျာယွန်းရဲ့ပြောစကားကြောင့်ဒေါက်တာချွဲကိုတုန်လှုပ်သွားစေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဂျာယုံကသူမရဲ့စွမ်းအားတွေကိုသုံးပြီးဓာတ်ခွဲခန်းတစ်ခုလုံးကိုသွေးကြောင်းစီးအောင်ရှင်းပစ်လိုက်ပါတော့တယ်
ဆေးရည်ကိုရသွားတဲ့ဂျာယွန်းဟာသူမရဲ့အမေကိုဆေးကုပေးရန်ဆေးရုံသို့သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမဟာနောက်ထပ်ဆေးရည်တွေကိုရရှိဖို့အတွက်ဒေါက်တာဘတ်ရဲ့အမွှာညီမစီကိုရောက်သွားခဲ့ပြီးဇလန်းလေးကိုအဆုံးသတ်ထားပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့ The Wish Part 1ကိုမိတ်ဆွေတို့ဘယ်လိုမြင်လဲဗျ။ဂျာယွန်းရဲ့အစွမ်းတွေကတကယ်ပဲကြောက်စရာမကောင်းဘူးလား။အပိုင်းနှစ်ကိုရောဆက်ကြည့်ကျင်သေးလားဆိုတာကို comment မှာရေးပေးခဲ့ပါဦး။အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့စနေနေ့မှာတင်မဲ့ဗီဒီယိုအသစ်လေးတွေကိုလက်မလွတ်ရအောင် subscribe လေးကိုနှိပ်ပေးထားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်